ဇလန်းအစမှာပင်လယ်အလယ်မှာရှိတဲ့တင်ပေါ်တစ်စင်းပေါ်ကပင်လယ်ဓားပြအထွဲကိုမြင်တွေ့ရပါတယ်။သူတို့ကမြေရောက်ပင်လယ်မြို့ရဲ့ဒီနေရာကိုသိပေမဲ့မဖော်ပြခြင်းနဲ့ကပတင်ကိုပုံကန်ကြပါတယ်။သူ့ကိုစစ်ဆေးမြင်းမြန်းပြီးမပြောရင်တတ်မယ်လို့ချင်းချောက်ကြပေမဲ့သူကမပြောဘူး။နောက်ဆုံးတစ်ယောက်ကသူ့ကိုကိခတ်လိုက်ရာပင်လယ်ထဲသို့လှိမ့်ကသွားပြီးဘေးကတရားပုံကိုလက်ကင်ထားနေပါတယ်။အဲ့ဒီပုံအတွင်းမှာသူ့သားဟိတ်စင်းကဝှက်ထားခဲ့တာကိုသိရပါတယ်။အဲ့ဒီအခိုက်အတန့်ကစားပြီးပင်လယ်ဓားပြခေါင်းဆောင်တေဆုံးသွားခဲ့ပါတယ်။20နှစ်ကြာပြီးနောက်ဟိတ်စင်းဟာငါးပန်းသမားအဖွဲ့နဲ့တင်ပေါ်ပေါ်မှာကြီးပြင်းလာခဲ့တာကိုမြင်တွေ့ရပါတယ်။သူ့ကိုပင်လယ်ထဲကကယ်တင်ခဲ့သူကကပတိန်လောင်ဖြစ်ပြီးတားလိုမွေးစားထားခဲ့သူဖြစ်ပါတယ်။တနေ့မှာလောင်ကပင်လယ်အောက်ရှိရတနာကိုရှာဖွေမယ်လို့အဖွဲ့သားတွေကိုအမိန့်ပေးပါတယ်။ဒါပေမဲ့အရင်ဆုံးပင်လယ်မြက်လုံးလို့ခေါ်တဲ့ရတနာအားလုံးစုစည်းရာနေရာကိုသွားရမယ်လို့ပြောပါတယ်။ဟိတ်စင်းလည်းသူ